အဆင်ပြေသွားမှာပါအဆင်ပြေသွားမှာပါ ဟုတ်ကဲ့ပါရှင်ဟုတ်ပါဟုတ်ဟုတ်ပါလေဗျာထိုင်ပါလေဟုတ်ထိုင်ပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟိုကျွန်တော်နာမည်ဒရိုက်တာရင် ဟုတ်ကဲ့ဟုတ်ကဲ့ ကိုခင်လန်းနဲ့ရွေးချယ်ကားလေးရိုက်ချင်လို့ပါ ဟာကျွန်တော်ဟိုနည်းနည်းလေးတော့မေးစရာရှိလေးမေးမယ်နော် ရပါတယ် ကျွန်တော်ဘက်ကအနေနဲ့ safe side လေးယူတဲ့သဘောမျိုးပေါ့ဒရိုက်တာရင်ဆိုတော့လေဟွာလေရှေ့မှာဘယ်နှကားလောက်ရိုက်ခဲ့ပြီလဲ အော်ကျွန်တော်ရုပ်ရှင်ကားကြီးအနေနဲ့ကတော့အားလုံးစုအောင်တကားမှမရသေးဘူးလေ တော်တော်များဟမ်တကားမမြင် ဟိုရုပ်ရှင်ကားကြီးတကားမှမရသေးပေမဲ့ကျွန်တော် channel 3ခုနဲ့ series တွဲ6တွဲကျွန်တော်ပြောထားတော့ရှိတယ်ဒါပေမဲ့သူတို့ကထွက်ပြေးနေတယ် ဟုတ်သူတို့လွှင့်မဲ့အချိန်လေးရန်ကြက်နေလို့တဲ့ဒါပေမဲ့ကျွန်တော် short film တော့ရိုက်ထားပါတယ် short film နဲ့ထုတ်ရိုက်ထားတယ် ဟုတ်လား ဟုတ်ကဲ့ အခုအဲ့ဒါဘယ်ခဏပြလိုက်တာ အော်ကျွန်တော် YouTube မှာပဲတင်ထားတယ် အော် YouTube ပါ ဟုတ်ကဲ့ဟုတ်ကဲ့ ဖြူပါတယ်ခင်ဗျာ ၄ယောက်ရှိတယ်ဗျာ လေးရ ဟုတ်ကဲ့ဟိုကျွန်တော်ရယ်ကျွန်တော်သမီးရယ်ကျွန်တော်မိန်းမရယ်ဝင်ကြည့်တာ ဟောအဲ့နောက်တစ်ယောက်ကဟော ကျွန်တော်နှစ်ခါပြန်ကြည့် ဟာပြောကြည့်လိုက်တာစတော့တောင်းတာပဲ ဘယ်လိုလဲထင်သေးပါလားကျွန်တော်စတာပါကျွန်တော်စတာပါကိုခွင်လိုက်ရဲ့ပြောစီချင်လို့စတာကျွန်တော်ကလေလူပညာလုပ်တယ်ဆိုတော့ကျွန်တော်အဲ့လိုဘုံဘောလုံးမလုပ်ဘူးကျွန်တော်အမှုပညာကိုတန်ဖိုးထားတယ်အမှုပညာကိုစစ်ဖြစ်တာပဲလိုချင်တာကျွန်တော်ကအမှုပညာစစ်တာလိုချင်တာပေါ့ဗျာအဲ့ဒါကြောင့်ကျွန်တော်ကရင်ထဲမှာ feel လာမှာလောက်ထားလို့တာအဲ့တော့အခုလည်း feel လာလို့ကိုခင်လန်းကိုခေါ်လိုက်တယ် ဟာရှင်ကဘယ်လိုပြောနေတာကိုပြောကြည့်ဘူးလေ ကျွန်တော်ရုပ်ရှင်ရဲ့ကို feel လာနေလို့ကိုခင်လန်းတယောက်ဆောင်ကိုခေါ်လိုက်တာလို့ ခင်ဗျားလေဗျာခင်ဗျားရုပ်ရှင်နဲ့တကားမှမရိုက်ဘူးပဲနဲ့ကျွန်တော်ဆရာလို့လေရုပ်ရှင်လောကမှာနှစ်ပေါင်း40လောက်ကျင်လေကျက်စားလာခဲ့တဲ့ခင်လဲဆိုတဲ့အကောင်ကြီးဗျာ ဟာခင်ဗျာဘယ်လိုကောင်းလို့ ဆရာလို့လူလေးကြီးကျယ်ခမ်းနားမြင့်မြတ်တဲ့အောင်မြင်တဲ့လူတစ်ယောက်ကိုဒီလိုဒိုက်တာတစ်တစ်ယောက်လက်ထဲကိုကျွန်တော်ဘယ်လိုယုံကြည်ပြီးအပ်မှာလဲဆရာဟဲ့ အဲ့တော့ဟုတ်တယ်ဟွာလေဟိုကျွန်တော်တို့အနေနဲ့ကလည်းအဲ့လိုမျိုးအစ်စ်နဲ့အလုပ်လုပ်ဖို့ကြတော့လေကျွန်တော်တို့ကယုံကြည်ဖို့ကတော့နည်းနည်းလေးတော့နော်နည်းနည်းမပြောရဲဘူးပေါ့နော်အဲ့လို ဟုတ်ပါပြီကျွန်တော်ပြောချင်တာကတော့ကျွန်တော်လက်ထဲကိုယုံကြည်စွာအနံ့လိုက်ပါဗျာကိုခင်လိုက်နှစ်ပေါင်း40လောက်ရုပ်ရှင်လောကမှာကျင်လည်ခဲ့ရကျွန်တော်သိပါတယ်ကက်တာမျိုးစုံလဲဝင်ရောက်စီမျိုးtiêuဆောင်ခဲ့ရကျွန်တော်နားလဲတယ်ဒါပေမဲ့အကယ်ဒမီရခဲ့ဘူးလို့လားကိုခင်လိုက်ရှင်ထဲမှာဒဏ်ရာတွေပဲရနေတာဝေဒနာတွေပဲရခဲ့တယ်ရစင်းလာပါကိုခင်လိုက်ကျွန်တော်အခုရိုက်မဲ့ရုပ်ရှင်ကားကြီးမှာကိုခင်လိုက်ဆိုတဲ့tiêuဆောင်တယောက်အကယ်ဒမီစင်မြင့်ထက်ကိုစွဲတင်ပေးနိုင်မဲ့ကာရက်တာတစ်ခုကိုtiêuဆောင်ရမယ်ဆိုရင်ရော